သူတို့ကသူမရဲ့ပါဆက်ကိုပိတ်ပြီးအတင်းအဓမ္မဆွဲခေါ်သွားခဲ့ကြတယ်ပြီးတော့သူမကိုတောနက်ထဲအထိကားနဲ့မောင်းနှင်ခေါ်ဆောင်သွားပြီးတယောက်တည်းပစ်ထားခဲ့ကြတယ်သူမဟာအကူအညီတောင်းပြီးအော်ဟစ်ခဲ့ပေမဲ့မြောက်အုပ်စုတစုနဲ့မတွေ့မချင်းဘယ်သူမှရောက်မလာခဲ့ပါဘူးအစပိုင်းမှာတော့အဲ့ဒီမြောက်တွေကသူမကိုဂယုမဆိုင်ပဲလစ်လူရှူထားခဲ့ကြပေမဲ့ရန်လည်းမမှုခဲ့ပါဘူးသူမဟာအစားအစာဘယ်လိုရှာရမလဲနဲ့တစ်ပင်ဘယ်လိုတက်ရမလဲဆိုတာကိုမြောက်တွေနောက်ကနေတဖြည်းဖြည်းလိုက်တူပရင်တင်ယူခဲ့ပါတယ်သူမနေမကောင်းဖြစ်တဲ့အခါမှာတော့တောက်တကောင်ကသူမကိုရေရှိတဲ့နေရာစီလမ်းပြပေးပြီးကူညီပေးခဲ့ပါသေးတယ်။သူမဟာအဲ့ဒီလိုပုံစံမျိုးနဲ့9 နှစ်ကြာအောင်နေထိုင်ခဲ့ပြီးနောက်ဆုံးမှာတော့မူဆိုးတွေကသူမကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။သူမကိုမိသားစုအသစ်တစ်ခုကမွေးစားခဲ့ပြီးလမ်းပြန်လျှောက်တက်ဖို့ကိုကြိုးစားခဲ့ရပါတယ်။တကယ်လို့သင်ဟာတင်းဖခင်ကိုအကောင်းဆုံးလို့ယုံကြည်ရင်အသေးပေးပြီး follow လုပ်ပေးသွားပါမလုပ်ဘူးဆိုရင်တော့သင်ဟာတင်းဖခင်ကိုမချစ်ရရောက်ပါလိမ့်မယ်သင်ရဲ့ချစ်ချင်းမေတ္တာကိုပြသဖို့အတွက်ဒီဗီဒီယိုကိုမျှဝေပြီး comment မှာလည်းအသေးပုံလေးတွေပေးခဲ့ကြပါဦး